လွန်သွားတာအတွက်တွေးနေလားဆိုတဲ့ကောင်းစင်လေးနဲ့ဘုန်းကြီးပြောချင်ပါတယ်ဘုန်းကြီးတို့တွေဟာအတွေးသမားတွေပေါ့လှုပ်ဆောင်ချက်တွေဟာအတွေးတွေကနေစားကြတယ်အဲ့အတွေးတွေကနေပြီးတော့အလွဲတွေလည်းလုပ်တယ်အမှန်တွေလည်းလုပ်တယ်အဲ့တော့ဒီလိုဆိုတော့အတိတ်တုန်းကလည်းပဲတွေးခဲ့တယ်လုပ်ခဲ့ကြတယ်အခုလည်းတွေးတော့လုပ်နေတယ်အနာဂတ်မှာလည်းတွေးအောင်ပါပဲလုပ်နေကြမှာပဲကိုယ်အတွေးတိုင်းအလုပ်လုပ်ကြတာအဲ့တော့အတွေးတွေတခါတရံမှာကောင်းမွန်တယ်အနာဂတ်ကိုတည်ဆောက်ကြတယ်ဆိုတာပြစ္ဆုတ်ပံမှာတွေးတယ်တွေးခေါ်မှုတွေအတိတ်တုန်းကတွေးတယ်တွေးခေါ်မှုတွေပေါ်မှာမူတည်ပြီးအလုပ်လုပ်ကြတာတော့အမှန်ပဲသို့တော်တခါတလေကြတော့အကျိုးရှိစေသောအတွေ့လားအကျိုးမရှိစေသောအတွေ့လားဆိုတာကတော့ကိုယ့်ဘာသာကိုသိတင်တယ်အကျိုးမရှိစေတဲ့အတွေ့တွေဆိုတာကအတိတ်တုန်းကကိုမှားခဲ့တာတွေအတိတ်တုန်းကကိုမှရှိခဲ့တဲ့ဝမ်းနည်းစရာတွေဒီလိုဟာမျိုးတွေပေါ့ဒါတွေကိုပြန်တွေးနေတဲ့အခါကျတော့သူကအပူနှစ်ဆပွားတဲ့အတွက်ကြောင့်လောလောဆယ်ကိုအေးချမ်းမှုမရှိတော့ဘာကြောင့်လဲဆိုတော့ကိုယ်လွန်သွားတာတွေပြန်တွေးနေတာဟုတ်လွန်သွားတဲ့အမှားတွေကိုပြန်တွေးနေတာအဲ့တော့အမှားတခါတွေးပြီးလို့ရှိရင်သင်ခန်းစာယူလိုက်ပါသင်ခန်းစာယူပြီးအခုကောင်းအောင်နေဖို့ပဲလိုတယ်အခုအပြစ်မဖြစ်တော့အောင်နေတတ်ဖို့ပဲလိုတယ်အခုကိုယ်နဲ့တကွာကိုယ်ပတ်ဝန်းကျင်ကိုကောင်းကျိုးရှိအောင်နေတတ်ဖို့ပဲလိုပါတယ်နောက်တစ်ဖန်ထပ်ပြီးတော့အမှားတွေထပ်ပြီးတော့မလုံမိဖို့ရအတွက်ကိုဒါကိုဆင်ခြင်ပြီးတော့နေရမှာဘာမှမဟုတ်တော့တဲ့ကိုယ့်ကိုပြစ္ဆုတ်ပံမှာလည်းအကျိုးသက်ရောက်မှုကောင်းသောအကျိုးသက်ရောက်မှုမပြီးတော့ဘူးအနာဂတ်အတွက်ကိုလည်းပဲဘာအုတ်တစ်ချက်တဲ့တပွဲမှာမဖြစ်တော့တဲ့အရာတွေကိုပြန်တွေးနေခြင်းဟာတသက်ကိုယ့်ရဲ့ခွန်အားတွေကိုဖြုံးတိပြစ်တာနဲ့တူတယ်အချိန်တွေကိုဖြုံးတိပြစ်တာနဲ့တူတယ်လွန်သွားတာတွေကိုပြန်မတွေးရအောင်လွန်သွားတာဆိုတာလွန်သွားတဲ့ဝမ်းနည်းစရာတွေအမားတွေအဲ့ဒါတွေကိုပြန်မတွေးရအောင်ပြန်မတန်တရအောင်လောလောဆယ်ကိုဘာလဲဆိုတာကိုပဲလူတွေမြင်ကြတယ်အဲ့တော့လောလောဆယ်ကိုဘယ်လိုနေတာလဲကိုဘယ်လိုပြောတာလဲဒါအဓိကကိုယ့်ရဲ့အနာဂတ်ကိုပုံဖော်ပေးမှာကလည်းလောလောဆယ်ကိုဘယ်လိုနေတယ်လဲကိုဘယ်လိုပြောတယ်လဲကိုဘယ်လိုဆက်ဆံတယ်လဲကိုဘယ်လိုသဘောထားရှိတယ်လဲအဲ့ဒါအဓိကကြတယ်အဲ့တော့ကိုမရင်ကျက်သေးရင်ကျက်အောင်ကြိုးစားပါအတိတ်တုန်းကမရင်ကျက်လို့မှားခဲ့ပြီအခုရင်ကျက်အောင်ကြိုးစားပါအတိတ်တုန်းကအတွေ့အကြုံမရှိလို့မှားခဲ့ပြီအခုအတွေ့အကြုံရှိသွားပြီနောက်ထပ်မမှားအောင်နေပါအဲ့တော့မှားသွားတာလည်းပြန်တွေးပြီးတော့အခုလည်းမပြင်မဲနဲ့နေတာမျိုးကတော့ဘာမှအကျိုးမရှိတော့နေပဲဖြစ်တယ်လို့ပြောချင်တယ်ကမ္ဘာသူကမ္ဘာသားအပေါင်းလည်းမှန်ကန်သောအတွေ့အကြုံတွေကိုတွေးနိုင်၍မှန်ကန်သောအနာဂတ်ကိုတည်ဆောက်နိုင်ကြတဲ့သူတွေပဲဖြစ်ပါစေအကျိုးမရှိတဲ့အတွေ့အကြုံတွေးပြီးတော့အချိန်လေးဖြုံးနေတာမျိုးမဖြစ်ပါစေနဲ့အမြဲပျော်ရွှင်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအေးချမ်းပါစေ